ပေးသွားခြင်းနဲ့စာအုပ်လေးကဆရာမဆုရှာမေရေးသားထားတဲ့နောင်တကင်းစွာရှင်သန်ခြင်းဆိုတဲ့စာအုပ်လေးတွေကစာပိုင်း2ပိုက်ကိုဖတ်ပြပေးသွားမှာဖြစ်ပါတယ်ပထမတစ်ပုဒ်ကခေါင်းစဉ်လေးကစိတ်ကျမ်းမာဖို့တဲ့စိတ်ကျမ်းမာဖို့အမတယောက်ပြောဘူးထားတာလေးသဘောကျလို့ရှင်သန်ရတဲ့ပတ်ဝန်းကျင်တွေမတူလို့အကျင့်စရိုက်တွေလည်းမတူကြဘူးဆိုတဲ့စကားလေးလေချစ်ချင်းမေတ္တာနဲ့ကျေးဇူးတရားကိုကောင်းမွန်စွာသင်ကြားခဲ့ရတဲ့သူနဲ့ချစ်ချင်းမေတ္တာကိုတန်ဖိုးထားမတတ်တဲ့ပတ်ဝန်းကျင်မှာရှင်သန်ကြီးပြင်းခဲ့ရတဲ့သူနဲ့အကျင့်စရိုက်စိတ်နေစိတ်ထားတွေဟာဘလို့မှမတူကြပါဘူးအမတို့ကကိုယ့်ပေါ်ကောင်းတဲ့သူဆိုရင်အမြဲတမ်းတန်ဖိုးထားပြီးရှင်သန်သွားကြတာဆိုပေမဲ့လူတချို့ကတော့ကိုယ့်ပေါ်ကောင်းတဲ့သူဆိုရင်ငါအသုံးချလို့ရတဲ့သူခိုင်းလို့ရတဲ့သူလို့တွေးကြတာတဲ့အဲ့ဒီစကားတကယ်မှန်တယ်နော်ဘဝမှာလူတွေမျိုးမျိုးနဲ့ကြုံကြရတယ်ကိုယ့်ပေါ်တကယ်ကိုကောင်းပေးကြတဲ့သူတွေရှိတယ်လို့ကိုကကောင်းပြီးကိုယ့်ပေါ်ပြန်ကောင်းပေးကြတဲ့အသွားပြန်ရှိတဲ့စေရနာမေတ္တာတွေနဲ့လည်းကြုံခဲ့ဘူးတယ်ကို့မှာ1000ရှိလို့100ပေးတာမျိုးမဟုတ်ပဲ100ပဲရှိတာကို100လုံးလုံးပေးခဲ့ပေမဲ့လည်းစော်ကားခံလိုက်ရတဲ့စေရနာမေတ္တာတွေလည်းရှိခဲ့ဘူးတော့လူတိုင်းအပေါ်အပြည့်အဝကောင်းပေးလို့မရမှန်းသိလာခဲ့တယ်အဲ့ဒါကြောင့်ခုနောက်ပိုင်းဘသူ့ပေါ်မှာမှမျောလင်းချက်တွေမထားဘူးအထူးသဖြင့်သူကတော့ငါ့ကိုဒီလိုမလုပ်တော့ပါဘူးဆိုတော့မျောလင်းချက်ပုံမထားဘူးကိုကတော့ငါတလောက်ကောင်းပေးရတဲ့လောက်ရက်လိုက်လေခြင်းလို့တွေးပေမဲ့လောက်ရက်လို့လောက်သွားတာကသူ့စရိုက်လေခုနောက်ပိုင်းကိုယ်တိုင်ဆင်ပြေဖို့အရင်တွေးတယ်ကိုကြောင့်တစ်ဖက်လူမထိခိုက်ဖို့ပဲဦးစားပေးတယ်ကျန်တာကိုအတွက်ကိုပဲတွေးတော့တယ်မဖိတ်ခေါ်တဲ့အရက်မကြိုးဆိုတဲ့အရက်တွေကိုမသွားပဲနေတယ်မသွားပြန်မရှိတဲ့ချစ်ချင်းမေတ္တာတွေကိုလည်းအတတ်နိုင်ဆုံးရှောင်ဖြစ်လာပါတယ်အပေါ်ကအမပြောသလိုပဲစိတ်ကျမ်းမာဖို့အတွက်လေနောက်တစ်ပုဒ်ရဲ့ခေါင်းစဉ်လေးကမစွန့်လွတ်နဲ့စွန့်ပစ်လိုက်တဲ့လူတချို့ကစွန့်လွတ်ရမှာမဟုတ်ဘူးစွန့်ပစ်ရမှာစွန့်လွတ်တယ်ဆိုတာကကိုယ့်အတွက်အဲ့ဒီအရာကကောင်းချင်ကောင်းနိုင်သေးတယ်ကိုကလိုချင်ရနဲ့မတက်တာလို့လက်လွတ်လိုက်ရတာကိုစွန့်လွတ်တယ်လို့ခေါ်တယ်စွန့်ပစ်တယ်ဆိုတာကတော့ကိုယ့်အတွက်အမိုက်တာလူတွေကိုအမိုက်ပစ်တယ်လို့ပြစ်ထုတ်လိုက်တာကိုစွန့်ပစ်တယ်လို့ခေါ်တာပါအမိုက်တွေကိုအမိုက်ပုံနဲ့ပြစ်တတ်ရမယ်နော်ဘဝမှာလေခံစားဖို့မတန်တဲ့လူတွေခံစားဖို့မတန်တဲ့အရာတွေကအများကြီးပဲသိလားကိုယ့်ရဲ့စိတ်အကြည်ဓာတ်ကိုပြတ်ပြားအောင်လုပ်တဲ့လူတွေကိုယ့်ရဲ့ယုံကြည်မှုကိုလိမ်လည်လှည့်ပြားတဲ့သူတွေကိုယ့်အတွက်မဟုတ်တဲ့လူတွေအဲ့လိုလူတွေအတွက်လေဘဝမှာအကြာကြီးမခံစားပါနဲ့ခံစားရရင်တော့ခဏပဲခံစားဘဝမှာလေအရေးကြီးဆုံးကရှိတဲ့ရှိလိုက်တဲ့နေရာမှာရှိနေဖို့နဲ့လှည့်ပြန်တဲ့အချိန်မှာလှည့်ပြန်တတ်ဖို့ပါပဲဘဝဆိုတာတိုးလေးမဟုတ်လားမတန်တဲ့အရာတွေအတွက်အချိန်ကြာကြီးဝမ်းမနေစမ်းပါနဲ့ကျေးဇူးများကြီးတင်ပါတယ်